မိရဲ့အချိန်တိုင်းတွေကိုဖူးခပြီးဘုရားရဲ့အိမ်တော်ထဲသူရောက်ရှိလာတဲ့ရောက်ချင်းစီတိုင်းပေါ်မှာဘုရားစကားပြောပါစေဒီနေ့ကျွန်တော်ဝေငှချင်တဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့နာကျင်ဝမ်းနဲ့ချင်းတဲ့ကနေချီးမွမ်းလိုက်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွန်အားပေးခြင်းနဲ့ဘာကြောင့်ဖခင်ကသူ့ရဲ့သားသမီးတွေတခါတလေအခက်ခဲဝမ်းနဲ့ချင်းပြဿနာနဲ့ကြုံတွေ့စီရတာလေဖခင်သားသမီးဖြစ်ရတဲ့နဲ့ကြဆင်းတဲ့ချိန်မရှိဘူးလားရှိတယ်ဝမ်းနေတဲ့ချိန်ရှိလားရှိတယ်ကြည်ကွဲတဲ့ချိန်ရှိလားရှိတယ်ခက်ခဲတဲ့ချိန်ရှိလားရှိတယ်ဘာကြောင့်ဖခင်ကသူ့သားသမီးဖြစ်ရတဲ့နဲ့ဒီအခက်ခဲတွေကိုကျွန်တော်တို့ဘာကြောင့်ပြီးတွေ့တာလဲသူကိုအာကိုတဖို့ဟုတ်ပြီနော်ဆိုဥပမာတစ်ခုလေးကိုပြောပြပြီးတော့အစာပြုတ်ခြင်းနဲ့တခါတော့ကားတဲ့ဧဝံဂေလိဆရာတစ်ပါးရှိတယ်တဲ့ဆိုလောကမှာအသက်ရှင်တဲ့ခါမှာသူကျူးစားပြီးဖျားတဲ့အမှုတော်ကိုထမ်းဆောင်တယ်လူတွေကသူ့ကိုလက်ခံတဲ့ချိန်လည်းရှိတယ်လို့ငင်းပယ်တဲ့ချိန်လည်းရှိတယ်ဝမ်းသာတဲ့နေ့လည်းရှိတယ်လို့ဝမ်းနေတဲ့အချိန်တွေလည်းရှိတယ်သို့တော်လည်းပဲဒီဧဝံဂေလိဆရာဟာသက်ဆုံးထိတဲ့အောင်တစ္ဆာရှိစွာနဲ့ဖျားရဲ့အမှုတော်ဆောင်တော်သူဖြစ်တယ်ဒီနေ့မှာဖျားကအဲ့ဒီဧဝံဂေလိဆရာတယောက်ကိုသူ့ရဲ့အိမ်တော်ထဲသို့ခေါ်သွားတဲ့အခါမှာကောင်းကင်ရောက်တဲ့အခါမှာဖျားသခင်ကိုယ်တိုင်ကအဲ့ဒီဆရာဧဝံဂေလိဆရာကိုငါသာတင်လောကမှာအသက်ရှင်တဲ့အခါမှာတင်ကျင်လည်ခဲ့တဲ့ခြေရာလေးတွေကိုပြန်ကြည့်ကြည့်ပါအဲ့ချိန်မှာဧဝံဂေလိဆရာကမြေကြီးပေါ်မှာသူအသက်ရှင်တုန်းကသူဖြတ်လျှောက်ခဲ့တဲ့ခြေရာတွေကိုကြည့်တယ်ကြည့်တဲ့အခါမှာတစ်ခါတလေခြေရနှစ်ခုရှိလိုက်တစ်ခါတလေခြေရတစ်ခုပဲရှိလိုက်နှစ်ခုပဲရှိလိုက်အဲ့ဒီခြေကိုတွေးတဲ့အခါမှာ तू တီးချာစဉ်းစားတယ်တဲ့နော်အဲ့တော့ तू ခြေရနှစ်ခုရှိတဲ့ချိန်ကိုတီးချာ तू ကြည့်တဲ့အခါမှာအဲ့ဒီအချိန်ကလောကမှာ तू အသက်ရှင်တဲ့အခါမှာဝမ်းမြောက်တဲ့အချိန်လူတွေကသူ့ကိုလက်ခံပြီးတော့မှနှွေးထွေးမှုပေးတဲ့အချိန်ဆိုရင်ခြေရကနှစ်ခုရှိတယ်တဲ့ဒါမဲ့ခြေရာတစ်ခုတည်းရှိတဲ့အချိန်ကဘာအချိန်တွေလဲဆိုရင် तू အင်မတန်မှဝမ်းနဲ့ကြည်ကွဲပြီးတော့မျက်ရည်ကျနေတဲ့အချိန်တွေဆိုရင်ခြေရာတစ်ခုပဲရှိတယ်တဲ့ဆိုအဲ့ချိန်မှာ तू မကြည်မနှက်နဲ့ဖျားအောင်မေးတယ်ဖျားခင်ကျွန်တော်ဒီလောကမှာဖြတ်လျှောက်ခဲ့တဲ့ခြေရာတွေကိုကျွန်တော်ကြည့်တဲ့အခါမှာခြေရာနှစ်ခုကကျွန်တော်ကောင်းစားတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့ခြေရာတစ်ခုတည်းရှိတဲ့အချိန်ကတော့ကျွန်တော်အတွက်ဝမ်းနဲ့ကြည်ကွဲခဲ့ရတဲ့အချိန်အဲ့ဒီအချိန်ကျရင်ဖခင်ကကျွန်တော်ကိုဘာဖြစ်လို့ဆွတ်ပစ်တာလဲပြီးတော့ကျွန်တော်ตายရတဲ့အချိန်ဆိုရင်ခြေရာနှစ်ခုရှိတယ်ကျွန်တော်ตายရတဲ့အချိန်မှာပဲကိုရောကဘာကြောက်ကျွန်တော်နဲ့အတူရှိပြီးတော့ဝမ်းနဲ့ချင်းစုံစမ်းချင်းပြဿနာကြည်ကွဲတဲ့ချိန်မှာဘာဖြစ်လို့ပစ်ထားတာလဲကျွန်တော်ခြေရာပဲရှိတယ်ခြေရာတစ်ခုပဲရှိတယ်အဲ့ဒီချိန်မှာဖခင်ကငါသားမင်းအဲ့ဒီခြေရာကိုတီချကြည့်ပါဦးဆိုတော့ तू တီချကြည့်လိုက်တဲ့အခါမှာအဲ့ဒီခြေရာတစ်ခုတည်းရှိတဲ့အချိန်ဟာသူ့ခြေရာမဟုတ်ဖခင်သခင်ရဲ့ခြေရာဖြစ်တယ်အဲ့နဲ့ဖခင်ကဘာပြောတယ်လဲဆိုငါသားမင်းလောကမှာဝမ်းနဲ့ကြည်ကွဲပြီးအခက်ခဲပြဿနာပေါင်းစုံနဲ့ကြည်ကွဲဝမ်းနဲ့ရတဲ့အချိန်မှာသင်ကိုငါရဲ့ရင်ခွင်ထဲမှာငါထွေးပွေထားတာအသင်ရဲ့ခြေရာမဟုတ်ဘူးတဲ့ဟာလေလုယာအဲ့တော့ဒီနေ့ကျွန်တော်တို့လည်းပဲဘာဖြစ်လို့ဖခင်ကခက်ခဲခြင်းတွေစုံစမ်းခြင်းတွေပြဿနာတွေကိုကျွန်တော်တို့ကိုပေးတွေ့တယ်လဲဆိုရင်နော်ဖခင်ရဲ့အတူပါရှိခြင်းဖခင်ကျွန်တော်တို့ကိုဘယ်လောက်ထိဂရုစိုက်တယ်လဲဖခင်ကကျွန်တော်တို့ဖက်မှာဘယ်လောက်ရှိနေတယ်လဲဆိုတာမြင်တွေ့ဖို့ဖြစ်တယ်ဟာလေလုယာအေလိယကြည့်မယ်ဆိုရင်လဲနော်အေလိယကြည့်မယ်ဆိုရင် तू တနေ့ငါအခွင့်မရှိဘဲနဲ့မိုးမရွာရဆိုပြီးတော့မိုးမရွာဘူးအဲ့ဒါနဲ့
နော်အဲ့ဒီရှမာရိမြို့မှာရှိတဲ့သူတွေအားလုံးကိုကာမဲလ်တောင်ပေါ်ကနေစင်ခေါ်တဲ့အသက်ရှင်သောဖယားသခင်ဟာဘယ်သူဖယားဖြစ်တယ်လဲဆိုတာသိဖို့ရန်အတွက်ငါတို့ဇစ်ပူဇော်မယ်အဲ့ဇစ်ပလင်ပေါ်မှာမီးမထည့်ဘူးဖယားစီမှာဆူတောင်းမယ်မီးနဲ့ထူတဲ့ဖယားဟာစစ်မှန်တဲ့ဖယားဖြစ်မယ်ဘာလပရောဖက်တွေကိုစင်ခေါ်တဲ့ဆိုအဲ့ဒီမှာလေဖယားကအေလိယကိုမီးနဲ့ထူတယ်ဖယားအေလိယဖက်မှာအတူပါရှိတယ်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာအေလိယကအဲ့ဒီကာမဲလ်တောင်ပေါ်ကိုတက်ပြီးတော့မှမူးမရွာတဲ့အရာထဲကနေမူးပြန်ရွာဖို့ဆူတောင်းတယ်အဲ့ချိန်မှာဘုရားသခင်တကယ်ပဲနားညောင်းပြီးတော့မူးပြန်ရွာတယ်ဆိုတော့အခုဒီဘာလပရောဖက်တွေကိုအေလိယကတတ်တယ်လို့ကြားသိတဲ့အခါမှာရှင်ဘုရင်အာဟပ်ရဲ့မိန်းမဇီဇဗယ်ကအေလိယကိုမနေ့ပြန်အသေးတတ်မယ်ဆိုပြီးကြွေးကြော်ထားအဲ့တော့အေလိယကကြောက်ပြီးတော့မှနှစ်ရက်ခရီးကိုသွားနော်နှစ်ရက်ခရီးကိုသွားပြီးတော့မှအဲ့ဒီရတန်ပင်အောက်မှာအင်မတန်ပင်ပန်းပြီးတော့မှသူဆုတောင်းတယ်ဘယ်လိုတောင်းလဲကိုတော့ကျွန်တော်တေးချိန်တန်ပါပြီဒါကြောင့်ကျွန်တော်ရဲ့အသက်ကိုနှုတ်ယူတော်မူပါဆိုပြီးဆုတောင်းပြီးသူအိပ်ပြောသွားတယ်နော်ဆိုခါတလေကျွန်တော်တို့ပင်ပန်းတယ်စိတ်တကြတယ်ဝမ်းနေတယ်ခါတလေမကြမ်းမာမှုတဲ့ကြုံတွေ့တဲ့ခါမှာစိတ်ငြိပြီးတော့မှငါတေးလိုက်တာကောင်းပါတယ်ကွာဆိုပြီးခံစားချက်တွေရှိကောင်းရှိနေတယ်အေလိယလည်းဒီချိန်မှာအယံပင်ပန်းလို့ရတန်ပင်အောက်မှာကိုတော့ကျွန်တော်တေးပါရစေဆိုပြီးတော့သူဆုတောင်းပြီးတော့အိတ်သွားဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့အားနည်းချက်တွေအကုန်လုံးသိတယ်ဟာလေလုယာအဲ့တော့ဘုရားကကောင်းကင်တမန်ကိုစီလွတ်ပြီးအိတ်နေတဲ့အေလိယကိုနှိုးပြီးတော့ထဒီမုတ်စာဒီရီတောက်ဆိုအေလိယလည်းနော်သူအိတ်နေတဲ့ချိန်မှာသူမျက်လုံးတောင်တိတ်မဖွင့်ဘူးသူစကားနားထောင်ပြီးမုတ်စားတယ်ရီတောက်တယ်ပြန်အိတ်တယ်တဲ့ပြန်နိုးတယ်ထမုတ်စားရီတောက်၃ချိန်တိတိတိုက်ပြီးတဲ့နောက်ပိုင်းမှာမင်းသွားရမယ့်ခရီးဟာရှိတယ်နော်ကျွန်တော်တို့ကဘယ်သွားရမလဲမသိပြီမဲ့ဖခင်ကငါတို့သွားရမယ့်ရှိအနာဂတ်တိလားတိတယ်အချောင်းမို့လို့၃ချိန်ထိတိုက်အိယာကနေပြီးတော့နိုးပြီးတော့အေလိယကိုမှုတ်စားခိုင်းတယ်ရီတောက်ခိုင်းတယ်ပြီးတော့မှအေလိယဟာဘယ်ကိုသွားလဲဆိုရင်ဟောရတ်ဆိုတဲ့နော်တောင်အဲ့ဒီဟောရတ်ဆိုတဲ့အတောင်ကဘယ်တောင်လဲလို့မင်းရင်စိတ်ဓာတ်ကျတော်သူတွေဘုရားသခင်တက်တီကိုယ်တိုင်ထူပြီးတော့ခွန်အားပေးတဲ့နေရာဖြစ်အရှိမဘယ်သူတွေ့ရမလဲမောရှေလည်းအတူတူပဲမောရှေကနှစ်ပေါင်း40ဖာရောအိမ်ထဲမှာကြီးပြင်းပြီးတဲ့နောက်ပိုင်းမှာနှစ်ပေါင်း40ကတူးထင်းပြီးတော့မှသူ့ရဲ့အသက်ပညာတွေအကုန်မိပြောက်ပြီးအော်ကျွန်တော်ဟာဒီလူနဲ့ပဲဘဝကနှိကုန်းချုပ်ရတော့မှာပါလားဆိုပြီးစိတ်ဓာတ်ကျနေတဲ့ချိန်မှာဘုရားကသူ့ကိုခေါ်တယ်မောရှေဟောရဆိုတဲ့တောင်ပေါ်ကနေမောရှေကကြည့်လိုက်တဲ့အခါမှာဘုရားကခြုံထဲကနေလောင်နေတဲ့မီးနဲ့မောရှေကိုခေါ်တယ်အဲ့ဒီအရာအဖြစ်မောရှေမှာစိတ်ခွန်အားတွေပြန်ရလာဟာလေလုယာအခုစိတ်တကြပြီးတော့မှဟောရဆိုတဲ့အရက်ကိုရောက်နေတဲ့အေလိယလည်းပဲဂူအောင်ပြီးတော့ဂူထဲမှာနေတယ်အဝတ်နဲ့ထီးကျန်တယ်စိတ်တကြတယ်နော်ဆိုတော့ကျွန်တော်ကျမ်းစာဖတ်ရင်အေလိယဘာလုပ်နေလဲဆိုရင်ဂူအောင်နေတာခါတလေကျွန်တော်တို့လည်းအဲ့ဒီလိုဖြစ်ကောင်းဖြစ်နိုင်တယ်စိတ်တကြပြီးတော့လူတွေနဲ့လည်းအပေါင်းအသင်းလည်းမလုပ်ချင်တော့ဘူးဖြစ်ချင်တာဖြစ်ပါစီတော့ဆိုပြီးတော့ဝမ်းနဲ့တော့သူလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဘုရားသခင်သိတယ်ဟာလေလုယာအေလိယမင်းဘာလုပ်နေလဲလို့မေးတဲ့ချိန်မှာအေလိယကကိုရောကျွန်တော်ဟာထာဝရဘုရားအတွက်တူးတီးစိတ်အားကြီးတော်သူဖြစ်တယ်တဲ့ဒါပေမဲ့ तू အခုဘာဖြစ်နေလဲဂူထဲမှာစိတ်တကြပြီးအောင်းနေတာစိတ်တကြပြီးအပြင်းတောင်မထွက်တဲ့လူကဘာစကားပြောလဲကိုရောအတွက်စိတ်အားထက်သန်နေတဲ့သူကျွန်တော်တယောက်ပဲရှိတယ်ဘုရားကဒီအေလိယဘာဖြစ်နေလဲဆိုတာသိလားသိတယ်သူစိတ်တကြတယ်အထီးကျန်တယ်ကြောက်တယ်ဆိုတာတွေ့တယ်ဘုရားအဲ့တော့ဘုရားကဒီအေလိယဟာလုံလောက်တဲ့တက်သေးကိုပြရမယ်ဆိုပြီးဘုရားတည်တယ်အဲ့ချိန်မှာအေလိယကိုနော်အပြင်ထွက်ခိုင်းပြီးတော့အဲ့မှာမြေကြီးလုတ်ချင်းကြီးစွာရှိတယ်တဲ့
ဒါပေမဲ့အဲ့ဒီမြင်ကြီးလှုပ်ခြင်းထဲမှာဖယားသခင်မရှိဘူးအဲ့ဒီနောက်ပိုင်းမှာကြီးစွာသောလေတွေလာတယ်တဲ့တောင်တောင်ကွဲတယ်လို့ပြောရနော်ဒါပေမဲ့အဲ့ဒီကြီးစွာသောလေပြင်းမုန်တိုင်းထဲမှာလည်းဖယားမရှိဘူးဒါတရားချက်မှာတော့ပြင်းစွာသောမီးတွေလာတယ်တဲ့ဒါပေမဲ့အဲ့ဒီမီးထဲမှာဖယားမရှိဘူးအဲ့ဒီဟာတွေအားလုံးပြီးတဲ့နောက်မှာတော့ဖြင်းငင်းသောအတန်လာတယ်ဟာလေလုယာအဲ့ဒီဖြင်းငင်းသောအတန်ဆိုတာတိတ်အရေးကြီးတယ်ကျွန်တော်လည်းဒီတပတ်ထဲမှာစိတ်ဆူးစရာတွေဒေါသထွက်စရာတွေအများများနော်တွေ့တာနဲ့အော်ချင်တယ်ဆိုတော့ဒီလိုမျိုးစိတ်ကနော်ဘောင်ပြင်ခတ်နေတဲ့အချိန်မှာကျွန်တော်ဘာလုပ်ရမလဲဒီစိတ်ကဖြင်းငင်းတဲ့သဘောကိုကျွန်တော်ဘယ်မှာရမလဲဆိုတော့ကျွန်တော်တော့နီလန်းကောင်းကောင်းတော့ဒီကျန်းစာဖတ်ဖို့နော်ခွန်အားရလာတယ်ဆိုတော့ကျွန်တော်ကျန်းစာပူဖတ်တဲ့ဒီပတ်ထဲမှာဘာကြောက်လဲဆိုရင်ကျွန်တော်တို့ဒေါသတွေထွက်နေတဲ့ချိန်နော်စိတ်ဓာတ်ကျချင်တဲ့ချိန်မှာမျော်လင့်ခြင်းဆိုတာ online ထဲကနေမလာနော်ကျွန်တော်ကူးစားတဲ့ကျွန်တော်တို့ဆွေမျိုးထဲကလည်းမလာဘူးဒီနေ့ကျွန်တော်တို့ရဲ့ဖြင်းငင်းတဲ့သဘောဆိုတာကထာဝရဘုရားစီကနေလာပဲထာဝရဘုရားစီကနေပဲလာတယ်ဟာလေလုယာအဲ့တော့အေလိယကအဲ့ဒါတွေအားလုံးပြီးတဲ့နောက်ပိုင်းမှာဖြင်းငင်းသောသဘောနော်ဖြင်းငင်းသောစကားကိုလာပြီးအေလိယမင်းဘာလုပ်ရမလဲဆိုတာဘုရားပေါ်ပြတယ်နော်ဆင်းသွားတောင်အောက်ကိုဆင်းသွားအေလိရှေတွေ့လိမ့်မယ်တစ်နေရာမှာသူ့ကိုအစားထိုးပြီးတော့ခန့်လိုက်ပါသူကတင်လှုပ်ဆောင်မဲ့အရာတွေအားလုံးလှုပ်သွားလိမ့်မယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကဒီနေရာမှာလည်းပဲနော်အခုအေလိယလည်းသူစိတ်တကြတယ်ဆွမ်းအရှိမမိုးမရွာဘူးလို့ဆူတောင်းရမရွာဘူးကောင်းကင်ပေါ်ကနေမီးချဖို့ဆူတောင်းတယ်ကြလားကြတယ်ဒါမဲ့စိတ်တကြလားကြောက်လားကြောက်တယ်နော်ဟုတ်ပြီဆိုတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဝမ်းနည်းခြင်းတွေစိုးရိမ်ခြင်းတွေစေမပြေမှုတွေခြုံတဲ့အခါမှာလည်းပဲဒါဟာဖယားသားသမီးဖြစ်ရတာနဲ့ဒါဘာကြောက်တာတွေခြုံတွေ့ရစေတာလဲဆိုတာဖယားသခင်အသက်တည်မြဲဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာဟုတ်ပြီဆိုတော့ဒီနေ့ကျွန်တော်တို့အတူတကွကျမ်းစာဖတ်ရအောင်တမန်တော်ဝတ္ထုအခန်းကြီး16အပိုက်ငယ်16တမန်တော်ဝတ္ထုအခန်းကြီး16အပိုက်ငယ်16ကျွန်တော်တို့ဒါကယဉ်နီးပြီးသားဖြစ်တဲ့အတွက်ကြောင့်เนาะအတီးစိတ်မပြောဘဲနဲ့လူရင်းသူရှင်းနေပဲကျွန်တော်ခွန်အားပေးမှာဖြစ်တယ်တွေ့ပြီဆိုရင်တမန်တော်ဝတ္ထုအခန်းကြီး16အပိုက်ငယ်16တွေ့အတူတူဖတ်ကြစို့ထို့နောက်မှငါတို့သည်ပတ္ထနာစရက်သို့သွားစဉ်တွင်နတ်ဝင်ဖြစ်၍အနာဂတ်ကိုဟောသည်ဖြင့်မိမိသခင်တို့အားစီးပွားများကိုပြုတ်တတ်သောမိန်းမငယ်တစ်ယောက်သည်ငါတို့စီသို့ဆေးချူလေ၏ထိုမိန်းမငယ်သည်ပေါလုနှင့်ငါတို့နောက်သို့လိုက်၍ဤသူကအကျွတ်တရားလမ်းကိုငါတို့အားဟောပြောပြတတ်သောအမြင့်ဆုံးသောဘုရားသခင်၏ကျွန်ဖြစ်ကြဟုခွတ်ကြော်လေ၏အပိုင်ငယ်18ထိုသူအဖန်များစွာပြုတ်သောကြောင့်ပေါလုသည်စိတ်မတာလှဲ့ကြည့်၍သင်သည်သူ၏အထဲမှထွက်သွားလောယေရှုခရစ်၏နာမကိုအမည်ပြု၍ငါအမိန့်တော်ရှိ၏ဟုထိုနတ်ကိုစူသောခဏချင်းတွင်နတ်သည်ထွက်သွား၏ကဲခဏရရအောင်တနည်းပေါလုနဲ့တိလကဖျားသခင်ကိုဝတ်ပြုတ်ကူးကွယ်ဖို့ရန်အတွက်ဗိမာန်တော်ရှိတဲ့အရက်ကိုမျက်နာမူပြီးတော့ခရီးသွားတယ်အဲ့ဒီသွားတဲ့လမ်းမှာတဲ့နတ်ဆူဆွဲတဲ့အမျိုးသမီးငယ်တစ်ယောက်ရှိတယ်အဲ့ဒီအမျိုးသမီးငယ်ကအဲ့ဒီပေါလုနဲ့တိလကိုမြင်တဲ့အခါမှာဒီလူတွေဟာအမြင့်ဆုံးသောဖျားရဲ့လူတွေဖြစ်တယ်ငါတို့ကိုအကျွတ်တရားလမ်းကိုပြပေးမယ်ဖျားရဲ့အစီခံတွေဖြစ်တယ်နတ်ဆူဆွဲတဲ့အမျိုးသမီးငယ်ကကောင်းကောင်းသိတယ်ဒီနေ့နတ်ဆူကနော်ဖျားရဲ့လူဟုတ်သလားမဟုတ်ဘူးလားကောင်းကောင်းသိတယ်ဒီနေ့ကျွန်တော်တို့ကဖျားရဲ့လူလားမဟုတ်ဘူးလားဆိုတာမခွဲခြားတတ်ဘူးအကြောင်းမလို့တနေ့တာကီနီဆိုတဲ့ဖခင်ရဲ့သား9ယောက်ရှိသူတို့ကလည်းအားချပြီးတော့မှပေါလုတို့နော်နတ်ဆူနင်ထုတ်တာကိုပီတာတို့ပီတယုတို့နတ်ဆူနင်ထုတ်တာကိုတအားချပြီးတော့အတုလုပ်ချင်တာခိုးချင်တာအားနဲ့သူတို့ညီကို9ယောက်လာပြီးတော့နော်အဲ့နတ်ဆူဆွဲတဲ့တယောက်ကိုပ
ဘောလို့ပြောတဲ့နော်ယေရှုနာမဖြစ်ပြီးတရုတ်ပြောတဲ့ယေရှုနာမဖြစ်ထွက်လို့ပြောတာအဲ့နတ်ဆွဘာလုပ်လဲယေရှုငါတည်တယ်တဲ့နော်ဘောလို့လဲငါတည်တယ်တဲ့ပြီးတရုတ်လဲငါတည်တယ်မင်းကဘယ်သူလဲဆိုလုံးပလိုက်တာအဝတ်စားတော့မပါပဲအိမ်ပြန်ရတယ်ဒီနေ့နတ်ဆိုးကဖရားရဲ့လူတည်လားဒီနေ့ကျွန်တော်တို့ရောဖရားရဲ့လူဆိုတာတည်ကြလားတည်ရင်နော်ပြုတ်စုပါကောင်းချီရှိအာမင်ဒါပေမဲ့မှားယွင်းတဲ့ဆရာတွေပြုတ်စုမိပြန်ရင်တင့်ကိုဘယ်ခေါ်သွားမလဲအဲ့ဒီနေရာခေါ်သွားအားကြောင့်ဒီနေ့ကျွန်တော်တို့ကတမာတတိနဲ့နော်ပိုက်ချတတ်ဖို့အရင်အရေးကြီးအဲ့တော့ဆိုဘောလုံးနဲ့တိလကလှည့်ချိလိုက်တဲ့ခါမှာဘာမြင်လဲဆိုရင်သူ့အရဲမှာရှိတဲ့နတ်ဆိုးမြင်တယ်အဲ့တော့ဘောလုံးနဲ့တိလကနာဇရက်မြို့သားယေရှုနာမ၌အဲ့နတ်ဆိုးထွက်လို့နင်ထုတ်လိုက်တယ်နတ်ဆိုးထွက်လားထွက်တယ်ကျွန်တော်တို့စေတော့ကြွားတော့မှာနော်ငါဟိုတယောက်နတ်ဆိုးထွက်တာတကယ်ထွက်သွားတယ်နော်ဆိုတော့အဲ့ဒီနတ်ဆိုးတော့ထွက်သွားတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုရင်နော်အဲ့ဒီနတ်ဆိုးဆွဲတဲ့အမျိုးသမီးကိုပိုင်တဲ့သူ့သခင်ကအဲ့ဒီနတ်ဆိုးအဖြစ်အကျိုးစီးပွားဖြစ်နေတာကဲဖတ်ကြည့်အောင်ပိုင်ငယ်ဆဲကိုသူဤသခင်သည်နောက်တစ်ဖန်စီးပွားဖြစ်လိမ့်မည်ဟုမျှော်လင့်စရာအကြောင်းမရှိသည်ကိုသိမြင်လျှင်ဘောလုံးနဲ့တိလာတို့ကိုဖမ်းဆီးဆွဲငင်၍ယုံတော်သူပူကြ၏ကဲရပြီနော်အဲ့တော့အဲ့ဒီနတ်ဆူဆွဲတဲ့အမျိုးသမီးကိုပိုင်တဲ့သခင်ဟာတဲ့နတ်ဆူထွက်ပြီးတဲ့နောက်ပိုင်းမှာအကျိုးစီးပွားမျှော်လင့်စရာမရှိတော့ဘူးဒီနေ့လောကမှာချမ်းသာခြင်းလို့နတ်ဆူနတ်ဖျားကိုကိုးကွယ်တဲ့လက်ကိုပေးတတ်တဲ့နတ်ကိုကိုးကွယ်တဲ့သူတွေအများကြီးရှိတယ်ဒီနေ့ကျွန်တော်တို့ခရိယန်အတိုင်းဝဲထဲမှာတောင်မှအမိခံတာခရိယန်ဖြစ်ပြီးတော့နတ်ဆူကိုခိုးကြောင်ခိုးဝှက်နဲ့ကိုးကွယ်တဲ့သူတချို့လည်းရှိဒီနေ့ကျွန်တော်ပြောပြချင်တာအဲ့ဒီနတ်တွေကသူတို့ကိုကူးကွယ်ရင်ပေးတလူလူကမ်းတလူလူနဲ့ရှိပြီမဲ့သူတို့ကိုမကူးကွယ်တော့ဘူးသူတို့ရဲ့တောင်းဆိုမှုတွေကိုမလုပ်တော့ဘူးမပူဇော်တော့ဘူးဆိုရင်သူတို့ပေးထားတဲ့ကောင်းချီးတွေအားလုံးလည်းမလုပ်လဲပြန်နှုတ်တယ်အဲ့ဒီနှုတ်ပြီးသွားလို့ရှိရင်သူပေးတဲ့စီးစင်ဥစ္စာတွေလည်းမဟုတ်ဘူးဘာနှုတ်လဲဆိုရင်ကျွန်တော်တို့ရဲ့နော်ခန္ဓာကိုယ်ပါငင်းဆဲတာကိုတွေ့ရမယ်နော်ဒါဟာနတ်ဆူနဲ့ဆိုင်တဲ့အပီးအယူတွေဆိုတော့ဒီနေ့လောကမှာချမ်းသာခြင်းနဲ့တခုတည်းနဲ့နတ်တွေနဲ့အပီးအယူလုပ်တဲ့ခရိယန်တွေအများရှိတယ်ဝန်းနေစရာကောင်းတယ်ထာဝရကိုမမျော်လင့်နိုင်ပဲနဲ့နော်တသက်စာတော့မခံတဲ့ဒီစီးစိမ်တွေထဲမှာမိမိရဲ့အသက်ဝိညာဉ်ကိုပြင်လဲရှုံသွားခြင်းနဲ့ယုံကြည်သူတွေအများအပြားရှိတာကိုတွေ့ရတယ်ဆိုတော့အခုနော်ဒီသခင်ဟာအချူးစီးပွားဖြစ်တော့မှာမဟုတ်ဘူးဆိုတာသိတဲ့အခါမှာဝမ်းသာလားဝမ်းမသာဘူးနတ်ဆူနင်ထုတ်တာခြေဆူတောင်တင်ရမှာဒါပေမဲ့သူကဝမ်းသာလားဝမ်းမသာဘူးဘာလို့တလဲဆိုရင်ဖတ်ရအောင်ပိုင်ငယ်20မှာစစ်ကဲမြင်းထံသို့ရောက်သောအခါဤသူတို့သည်ယူဒလူဖြစ်လက်ငါတို့မြို့ကိုနောက်ဆက်တတ်ပါ၏ယောမလူဖြစ်သောငါတို့သည်လည်းမခံမယူမချစ်အပ်သောဘာသာထုံးတမ်းများကိုဟောပြောတွင်တင်တတ်ပါ၏ဟုရှောက်ဆိုကြလေစုဝေးသောလူတို့သည်သူတို့တစ်ဖက်၌တပြိုင်နက်ထားကြ၏စစ်ကဲမင်းတို့လည်းသူတို့အဝတ်ကိုချွတ်၍ချိန်လုံးနဲ့ရိုက်စီခြင်းကစီရင်ကြ၏ရ၍ဒဏ်ချက်များရှိပြီးမှလုံခြုံစွာစောက်စီဟုထောင်မိုးကိုမာလိုက်၍ထောင်ထဲမှလျောင်ထားကြ၏ထို့သူမာလိုက်သည့်အတိုင်းထောင်မိုးသည်အင်းအတွင်းထောင်ထဲမှလျောင်ခတ်၍ထိခတ်လက်ထား၏ဆိုတော့အခုထာဝရအကျိုးကိုမမြင်ဘဲနဲ့တသက်စာတောင်မခံတဲ့စီးစင်ကိုပဲမြတ်တဲ့သူ့ရဲ့သခင်ကတော့စိတ်ဆူးတယ်ဝမ်းသာရမယ့်အစားနော်စိတ်ဆူးတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလဲထာဝရအကျိုးကိုမမျှော်ဘဲနဲ့လောကအကျိုးကိုပဲမြင်မယ်ဆိုရင်ကျွန်တော်တို့ထာဝရအတွက်တဝန်တူရလိမ့်မယ်စိတ်ဆူးနေရလိမ့်မယ်ဆိုဒီသခင်ကစိတ်ဆူးတယ်အဲ့ဒါကြောင့်မို့လို့သူတို့မှာမရှိတဲ့အပြစ်ကိုတောင်ရှာပြီးတော့ဒ
ဒုက္ခရောက်အောင်ကြံစီတာကိုတွေ့တယ်ဒီလူဟာယူရလူဖြစ်ရတဲ့နဲ့ငါတို့ယောမလူမျိုးတွေမချစ်အပ်မခံမယူအပ်တဲ့ဘာသာတရားထုံးတမ်းစဉ်ကိုတွန်းတင်တယ်ဆိုပြီးတော့ဒုက္ခရောက်အောင်အပူစကားမသုံးလားသုံးတယ်အဲ့ဒီစကားကြောင့်အခုပေါလုနဲ့တီလာဘာခံစားရလဲကျိန်တန်ခံစားရနော်ဒီနေ့ကျွန်တော်တို့မဟုတ်မမှန်ပဲနဲ့ကောင်းသောအရာကိုလုပ်ရတဲ့နဲ့နာကျင်ခြင်းတွေခံစားရမယ်ဒါဟာကျွန်တော်ဘုရားသခင်ကလက်ဝါးကားတိုင်းထမ်းပြီးသူ့နောက်လိုက်ခိုက်တာပါဆိုတော့ဒီနေ့ကျွန်တော်ဒီပတ်ထဲမှာကျွန်တော်အိမ်မှာကျမ်းစာလေးလာရင်းနဲ့ကောင်းသောအရာကိုတီးလက်နဲ့မလုပ်တော့သူဟာအပြစ်ရှိတယ်တဲ့ကဲလိုက်ဆိုကြည့်ပါဦးကျွန်တော်နောက်ကကောင်းသောအရာကိုတီးလက်နဲ့မလုပ်တော့သူဒီအပြစ်ရှိဘယ်ကျမ်းစာထဲမှာရှိလဲဟုတ်ပြီနော်အဲ့တော့ကောင်းတယ်ဆိုတာသိတယ်တနင်္ဂနွေနေ့ဖျားကြောင်းသွားရမယ်ဆိုတာသိလားသိတယ်ဒါဟာကောင်းတယ်လို့သိထားလားမလုပ်ရင်မဖြစ်လဲအပြစ်ရှိတယ်နော်ကျမ်းစာဖတ်တယ်ဆိုတာကောင်းတယ်ဆိုတာသိလားမလုပ်တာကပါလဲအပြစ်ရှိအဲ့တော့ကျွန်တော်တီချာစဉ်းစားမိတာကကောင်းတာကိုမလုပ်တဲ့အပြစ်လားမကောင်းတာကိုလုပ်တဲ့အပြစ်လားဘယ်ဟာကပူကြီးမယ်ထင်လဲဒီခြာစဉ်းစားတော့ဒါနည်းနည်းလေး philosophy ဆန်တယ်ဟုတ်ပြီနော်ကောင်းတာကိုမလုပ်လိုက်လို့ရှိတဲ့အပြစ်လားမကောင်းတာကိုလုပ်မိခဲ့လို့ရှိတဲ့အပြစ်ဘယ်ဟာပူကြီးလဲနားလေတယ်လားအဲ့ရတဲ့ကနေမထားသေးတော့နားလေပါမဟုတ်နော်ဆိုတော့ကောင်းတာကိုတည့်ရနဲ့မလုပ်တဲ့အပြစ်ကပူကြီးနေတာနော်ဆိုကောင်းတယ်တကယ်အဖြစ်ကျွန်တော်တို့နော်ကျမ်းစာဖတ်တာကောင်းတယ်ဆုတောင်းတာကောင်းတယ်ဘုရားသခင်ထာဝရဘုရားစိတ်နှလုံးအကျွမ်းမဲ့ငြိမ်ရှိသမျှအစွမ်းတတိရှိသမျှခွန်အားရှိသမျှနဲ့ချစ်ပါဆိုတာကိုနော်ကျွန်တော်တို့ကမလုပ်တဲ့အပြစ်ကပူကြီးတာဥပမာတခိုးနော်ခိုးမိတာအဲ့လောက်မဟုတ်ဘူးဆိုတော့ဒီနေ့ယုံကြည်သူတွေပေါ့ဆမတွက်နေနော်ငါဆေးလိမ့်မတော့ဘူးကိုညာမစားလောင်းကစားမလုပ်ဘူးအပျော်ပါမမဲ့ဘူးကျွန်တော်တော့သူများထက်တော့တာတယ်မထင်နဲ့နော်ဒီနေ့ဖခင်ရဲ့ရှေ့မှာဘာအပြစ်ပူကြီးလဲဆိုရင်ကောင်းတာကိုမလုပ်တဲ့အပြစ်ကပူကြီးတာအဲ့ဒီကောင်းတာကိုမလုပ်လို့မကောင်းတာကိုလုပ်မိတာဟုတ်ပြီနော်မကောင်းတာကိုမလုပ်မိအောင်ဖခင်ကကောင်းတာကိုကြိုးစားလုပ်ခိုင်းတာအဲ့ဒီမလုပ်တဲ့အပြစ်ကပူကြီးတယ်အဲ့ဒါမလုပ်တာနဲ့မကောင်းတဲ့အရာကိုလုပ်ဖို့ကအစင်တစ်ဖြစ်သွားပြီဒါကြောင့်အဲ့ဒီလက်တွေ့လုံမအပြစ်ထက်သူလုပ်ခိုင်းတဲ့အလုပ်ကိုမလုပ်တာကပိုပြီးတော့အရေးကြီးတယ်ဟုတ်ပြီဆိုတော့အခုကောင်းတာကိုလုပ်ရင်အချို့တွေကကောင်းတာလုပ်ပြီးရင်လက်ပိုက်ပြီးတော့အကျိုးကိုကြည့်တယ်နော်ဟုတ်လားဆယ်ဖို့တစ်ခါထဲကြည့်ပြီးဘာကောင်းကြည့်လာလဲကြည့်တာနော်ကိုယ့်ရဲ့ဆရာသမားတွေကိုနော်အိတ်ထဲကနေပိတ်ဆံ90လောက်မှုတ်ဖို့ပြင်ဘုရားငါ့ဘာပြန်ကောင်းချီးပြီးမလဲအတီးစစ်နော်မှတ်ပြီးတော့ကြည့်တာအဲ့လိုချီးတော့မဟုတ်ဘူးလေနော်ဆိုတော့ဒီနေ့ကောင်းတာကိုလုပ်မယ်အဲ့ဒီကောင်းတာကိုလုပ်ရတာနဲ့အကောင်းမရဘဲနဲ့အဆူရမယ်ဆိုရင်တောင်မှဘုရားကနော်ဝမ်းမြောက်စွာခံယူခိုင်းတယ်အဲ့ဒါကိုလက်ဝါးကားတိုင်းထမ်းခြင်းဟိုအမိရတယ်အာမင်ဆိုတော့ယောတတ်လို့ဆိုရင်အကောင်းဆုံးလုပ်တယ်ဒါပေမဲ့အကောင်းဆုံးရလားမရဘူးကျမ်းစာထဲမှာအကောင်းဆုံးပေးဆက်ခဲ့ပြီမဲ့အကောင်းဆုံးမရတဲ့သူတွေအများကြီးပဲအခုလက်ရှိကျမ်းစာထဲကမပြောနဲ့ American နိုင်ငံမှာ Charlie နော်ခုနာမရပါလဲနောက်ဆုံးအလုံးအကြောင်းမပြောတတ်လို့မပြောတာနော်ဆိုတော့သူလည်းတမန်တရားကိုနော်ရဲဝတ်ဖော်ပြတာဒါပေမဲ့ तू ဘာအကျိုးရလဲဆိုအသက်တောင်ပေးရတယ်ဘာဖြစ်လို့ဆိုရင် तू ကောင်းတာကို तू လုပ်နော်ဆို American နဲ့တားပြက်စီးနေပြီလင်ပိုက်ဆရာကိစ္စတွေပါနေနော်မလူငယ်တွေကအဲ့ဒါကိုအမှန်ထင်သွားပြီလေအမှားကိုနော်အမှားကြာလာတဲ့အခါမှာအပြစ်လို့မမြင်တော့ဘူးဆိုတယ်လို့ပဲ American နိုင်ငံမှာဝမ်းနဲ့ဆရာကောင်းတာကတချိန်တစ်ခါတုန်းကဖျားနဲ့အစပြုတ်ခဲ့တဲ့နိုင်ငံကဖ
ရားမဲ့ဝါရတွေဖြစ်ပြီးတော့အခုလက်ရှိနော်မျိုးဆက်တစ်တွေကတမာတရားတော့မသိတော့အဲ့ဒီထဲမှာရဲဝုနဲ့တမာတရားကိုပြောတယ်ဒီဟာတိတာကိုလောက်ရမယ်ငါမလောက်လို့ရှင်ဖရားကငါအပြစ်ရှိတယ်လို့ခံယူတာလို့သစိုက်မတ်လောက်တာဒါပေမဲ့သူ့ရဲ့ရလက်ကောင်းလားမကောင်းတော့အသက်ပေးရတယ်ဒီနေ့ကျွန်တော်တို့ဒီမှာရှိသူတွေအားလုံးမလဲပဲကောင်းသောအရာကိုလုပ်ဖို့ဆန္ဒရှိရလားအဲ့ဒီကောင်းသောအရာကိုလုပ်ရင်တောင်မှအကောင်းမလာဘူးနော်အဆိုးတွေလာလိမ့်မယ်ယောမဩဝါဒစာထဲမှာဘယ်လိုပြောလဲယောမဩဝါဒစာခန်းကြီး7ထဲမှာအကောင်းအားဖြစ်ပါလေအဆိုးကိုနိုင်လို့လွယ်လားကျွန်တော်တော့အဆူအဖြစ်နော်အကောင်းကိုနိုင်ရမယ်နော်အဲကြောင့်မို့လို့ခုလိုချင်းတဲ့ကလေးစားချီကြပူပြီးတော့ယူရှင်းနေဆိုတော့ကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုရင်နော်အဲ့ဒီလူလာတဲ့အခါမှာအနိုင်ပဲလူချင်တယ်အဆူအဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အနိုင်လူချင်ဒါပေမဲ့အကောင်းအဖြစ်အဆူကိုဘာလုပ်ရမလဲနိုင်ရမယ်အခုပေါ်လို့နဲ့တိလာလဲပဲသူတို့ရဲ့အပြစ်ချောက်မဟုတ်ဘူးကောင်းတာကိုလုပ်တယ်ဒါပေမဲ့ကောင်းတာနဲ့ထိုက်တာနဲ့အရာကိုသူတို့ရလားမရဘူးချိန်တန်ရတယ်နော်ချိန်တန်မလွယ်ဘူးနော်အရိုက်ခံဘူးလားကျွန်တော်ချိန်တန်တော့မမြည်ဘူးဒါပေမဲ့အရင်တော့စာမတော်လို့နော်ချိန်လုံးနဲ့ရိုက်တာတော့ခံဘူးတယ်ဟိုမှာကျွန်တော်မြန်မာပြည်ရဲ့ဆောင်းတွင်းလောက်ဆိုရင်တအားအေးတာနော်ကျောင်းစတက်ပြီးတော့တခါတော့အရိုက်ခိုင်လေးတဏီကုန်တာနော်အဲ့တော့ဒီဆရာမငါချီးလာပြန်ချမယ်ဆိုပြီးတော့နော်စိတ်ကိုခဲ့ဘူးတယ်နော်ဆိုအခုသူတို့လည်းပဲနော်ချိန်တန်ရတယ်မမှားပဲတဲ့ကျွန်တော်တို့သာစင်ဘယ်လိုနေမလဲအခုဘောလုံးနဲ့တီလာနေရာမှာဒါချိန်လုံးနဲ့ချိန်တန်မိပြီးတော့ထောင်ထဲမှာထိတ်ခတ်ထားချင်းခိုင်းရမှာဆိုဘာတွေလာမလဲကျွန်တော်စိတ်ထဲမှာကျွန်တော်ငငယ်တော့တွေးတယ်လို့ငါချီးလိုက်ပြန်ချမယ်ဆိုတယ်လို့ပဲငါတို့အပေါင်းအသင်းတွေရှာပြီးဒီလူတွေကိုဘယ်လိုပြန်တိုက်ရင်ကောင်းမလဲဆိုစဉ်းစားမိမှာပဲနော်ဒါမှမဟုတ်ဖယားအာကူပြီးဖယားခင်ဒီလူတွေတောတုံနဲ့ကောမောရမြို့လို့မြစ်ရှုပလိုက်အဲ့လိုပြောရင်ပြောမှာဖယားကအာကူပြီးတော့နော်သူများကိုချချင်ဆိုအဲ့ဒီပေါ်လူနဲ့တီလာကအဲ့ဒီချိန်တန်ရတော်လဲပဲသူတို့ရဲ့နှလုံးသားအယမ်းလှတယ်ဟာလေလုယာကျွန်တော်တို့ကနာချင်းဥပမာကျွန်တော်တို့မဟုတ်မမှန်ပဲနဲ့နော်ချိန်ဆဲတယ်ဆိုရင်ဘယ်လိုပြောလဲမဟုတ်မမှန်ပဲနဲ့ကျွန်တော်တို့ကိုလူတယောက်ကအားချင်းရင်ဘယ်လိုပြောလဲသူကျွန်တော်အပေါ်မှာချိန်တဲ့အတိုင်းသူ့ပေါ်ပြန်ရောက်ပါစေလမ်းကြောင်းလွှဲပေးလိုက်သူချိန်ခဲ့တဲ့မြတ်ကိုမလုပ်ရလဲလမ်းကြောင်းလွှဲပြီးသူ့ဆိုပြန်ရောက်ပါစေသူချိန်တဲ့အတိုင်းသူခံပါစေတဲ့နော်အခုပေါ်လူကငါတို့ဒီလိုချိန်တန်ကြိုက်တဲ့အတိုင်းပဲမင်းတို့ပြန်ခံပါစေဗျာနော်လက်တုပ်ပြန်ပါစေပြောလားမပြောပါဘူးနှလုံးသားကအယမ်းလှဆိုဒီနေ့ကျွန်တော်ပြောချင်တာကကောင်းတာရှိမယ်ဆူးတာရှိမယ်မဟုတ်မမှန်ပဲနဲ့ကျွန်တော်တို့နာကျင်ခြင်းတွေခံစားတဲ့အချိန်ရှိမယ်အဲ့ဒီအတွက်ဘယ်လိုပြန်တုပ်ပြန်ရမလဲဆိုပြီးတော့စိတ်ထဲမှာတွေးခေါ်ကြံစီခြင်းတဲ့အကောင်းဆုံးနည်းလမ်းဟာဘောလုံးနဲ့တီလာကလုတ်ပြခဲ့တယ်။ဘာလုတ်တယ်လဲဆိုအပိုက်ငင်နဲ့15ဖတ်ရအောင်။တကောင်းညာအချိန်၌ဘောလုံးနဲ့တီလာတို့သည်ပထနာပြုတ်၍ဖျားသခင်ကိုချီးမွမ်းလက်တခြင်းဆိုလေ၏။ထောင်ထဲမှာနောင်ဖွဲ့ခြင်းကိုခံရသောသူတို့သည်နားထောင်ကြ၏။ဟာလေလုယာ။ဒါဟာနေရမနော်ကျွန်တော်တို့တင်ချာပု္ပ္ပစာတွက်ရင် formula ဆိုတာတအားအရေးကြီးတယ်။နော်ဥပမာဒီပု္ပ္ပစာမြေခွန်းကိုမေးရင်ဒီ formula သုံးမှဒီ formula တိုင်းသုံးမှအဖြေထွက်လာတာဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလဲယုံကြည်သူရဲ့အသက်တာထဲမှာနော်စိတ်ချမ်းသာခြင်းနော်လောကပိုက်ဆရာ၌ကောင်းစားခြင်းရဖို့ရန်အတွက်ဒါကနေရမှာပဲဒီနေ့ကောင်းစားတဲ့ချိန်မှာဘုရားချီးမွမ်းတာလွယ်တယ်လစာတရားထုတ်ပြီးတော့မှနော်ဘုရားကြောင်းတက်ရတာဘုရားချီးမွမ်းလို့လွယ်လားလွယ်တယ်ဘုရားချီးမွမ်းရတာလွယ်မနေ့ကလစာတရားအပူထုတ်ထားတယ်နော်ဘောနပ်ရတာအရှိမတက်ပြီးဖခင်အရန်ကောင်းမြတ်တယ်ဒီနေ့ကျွန်တော်တတိယလစာတရားတိုးပေးတယ်လွယ်လားလွယ်တယ်ဒါလွယ်တယ်ဒါပေမဲ့ခက်တာက
ဒါရလလူမျိုးချင်းတစ်တွင်ထဲရောက်တဲ့ခါမှာဘုရားသခင်စီဆူတောင်းဖို့လွယ်လားမလွယ်ဘူးရှာဒရက်မေဆက်အဘေနဂိုတို့လိုမီးထဲမှာရောက်တဲ့ချိန်ကျဘုရားချီးမွမ်းဖို့မလွယ်ဘူးဒီနေ့ဘုရားကကျွန်တော်တို့ရဲ့အသက်တာထဲမှာကောင်းစားတဲ့အချိန်မှာချီးမွမ်းခြင်းထက်ကျွန်တော်တို့မှာဝမ်းနဲ့ကြည်ကွဲစရာကြုံတွေ့တဲ့အခါမှာကျွန်တော်တို့နှလုံးသားနဲ့ဘုရားကိုဘယ်လိုချီးမွမ်းတယ်လဲဆိုတာအဲ့ဒါကိုဂရုစိုက်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာအကြောင်းဝမ်းနဲ့ခြင်းနဲ့ကြုံခြင်းဖြစ်စီမချမ်းမာခြင်းနဲ့ကြုံခြင်းဖြစ်စီဒီနေ့ကျွန်တော်တို့နေရာမှာခရိယန်ရဲ့နေရာမှာကဘုရားကိုချီးမွမ်းခြင်းပဲဟာလေလုယာဒါဝိဒ်ဆိုရင်သူတော်ထဲမှာနေရင်လည်းချီးမွမ်းတယ်ရှောလုရဲ့နော်တေဘီထဲကနေထွက်ရင်လည်းဘုရားချီးမွမ်းလားချီးမွမ်းတယ်နော်ဒီလိုမျိုးအသက်တာရှိဖို့ဘုရားလိုတော့ရှိဆိုတော့အဲ့ဒီချီးမွမ်းခြင်းကဘယ်လောက်တကူကြီးလဲဆိုရင်26ဖတ်ရအောင်ထိုခဏချင်းတွင်မြေကြီးသည်ကြီးစွာလှုပ်သောကြောင့်ထောင်ချီရင်းလဲလှုပ်ရှာ၏တကားရှိသမျှတို့သည်ချက်ချင်းပွင့်၍လူအပေါင်းတို့သည်နောင်ဖွဲ့ခြင်းနဲ့လွတ်ကြ၏ဒီနေ့ချီးမွမ်းခြင်းထဲမှာအဲ့ဒီလောက်တကူကြီးကြောင့်ကိုယုံလားဖတ်တဲ့အခါမှာတည်တယ်ဒါပေမဲ့နှလုံးသားကတိတ်လက်မခံချင်ဘူးနော်ကျမ်းစာကပြောတဲ့ဟာတွေကတခါတလေယုံကြည်ခြင်းနဲ့တွားရတာကျွန်တော်တို့လောကရဲ့ငွေရေးချင်းနဲ့နော်တွက်ချက်လို့မရဘူးဘုရားအလုပ်လုပ်ရင်ယုံကြည်ခြင်းနဲ့ပဲအလုပ်လုပ်မဖြစ်နိုင်တာကိုပဲလုပ်တာအဲကြောင့်ဆောနာတခြင်းဆိုရမဖြစ်နိုင်သောအရာများမဖြစ်နိုင်သောအချိန်၌ပြင်လင်ဘာဖြစ်တာလဲဖြစ်စီသောဘုရားရှိယေရီခေါမြို့ဆိုတာအုံတောင်နဲ့တွေ့ရင်ဘယ်တော့မှပြူချလို့မရတဲ့မြို့ယူကြီးအဲ့ဒီယေရီခေါမြို့ကဘယ်လောက်ကြီးလဲဆိုရင်အဲ့ဒီယေရီခေါမြို့ရဲ့နော်မြို့ယူအပေါ်မှာမင်းလဲနှစ်စီးပြေမောင်းလို့ရဘယ်လူနည်းနဲ့မှဒီမြို့ဟာပြူချမယ်ဆိုတာစဉ်းစားလို့မရဒါမဲ့ယုံကြည်ခြင်းနဲ့ဘုရားရဲ့စကားနာခံခြင်း၌တကူပါလားပါတယ်အခုလည်းပဲကြည့်နော်ဒီနာကျင်ခြင်းတဲ့ကနေဖျားကိုချီးမွမ်းတာထောင်တကားတွေပွင့်နေတဲ့သူတို့ချုံနှောင်ထားတဲ့တန်ချူးတွေပါလဲပြက်တယ်ဒီတန်ချူးပြက်ဖို့လွယ်လားတိုင်တနစ်တင်မော်ထဲမှာအဲ့ဒီတန်ချူးပြက်ဖို့လွယ်လားနော်မင်းသမီးကမျက်စိမိပြီးပစိန်နဲ့နောက်ဖြက်လိုက်ရတာအဲ့ဒါတော့မှတော်တောင်ပြက်တာမဟုတ်ဘူးဆိုအဲ့ဒီလောက်ခိုင်မာတဲ့တန်ကျူးတောင်ပြက်နိုင်တဲ့တကူးဆိုတာချီးမွမ်းခြင်းထဲမှာပါတယ်ယုံလားဒီနေ့ယုံပြီးတော့မှဘုရားနှလုံးသားနဲ့တကယ်ချီးမွမ်းခြင်းတကယ်လွတ်မြောက်ခြင်းရမှာဖြစ်တယ်ဟာလေလုယာချီးမွမ်းလို့ပြောတဲ့အခါမှာလေကခုန်ပြီးတော့မှသူများမြင်တာအောင်ခုန်ကခုန်ပေါက်တာမျိုးမဟုတ်ချီးမွမ်းတယ်ဆိုတာနှလုံးထဲကနေငင်ငင်လေးနေလဲချီးမွမ်းလို့ရဟာလေလုယာကျွန်တော်လည်းဒီပတ်ထဲမှာဆိုရင်ခံစားချက်တွေအတိတ်မကောင်းအမှန်တည်းပြောခံစားချက်တွေတိတ်မကောင်းဒါပေမဲ့ဒီချိန်ဟာကျွန်တော်ဖျားကိုပူပြီးအချိန်ပေးရမယ်ဖျားပူကူးကွယ်ရမယ်ဆိုကျွန်တော်ကောင်းကောင်းသဘောပေါက်အဲကြောင့်ကျွန်တော်အင်သားတွေတည်တယ်ဒီပတ်ထဲမှာဆိုအဲ့ဒီလိုကူးကွယ်လာတဲ့ခါမှာနော်မြင်လို့ရတဲ့တကားတွေမှာပွင့်ခဲ့ရင်တောင်နှလုံးသားထဲမှာချုပ်နှောင်ထားတဲ့တန်ကျိုးချီနှောင်ခြင်းတွေပြုတ်သွားတယ်ဟာလေလုယာအဲ့တော့နော်အဲ့ဒီချီးမွမ်းခြင်းတကူထဲမှာအဲ့ဒီလောက်တကူချီတယ်ဒါကြောင့်မိတ်ဆွေယုံပါဒီနေ့နော်စင်ရဲ့ချင်းခက်ခဲချင်းကြီးကွဲချင်းနဲ့ကျွန်ဖျားကိုကူးကွယ်ခြင်းပူပြီးချီးမွမ်းခြင်းပူပြီးအချိန်ပေးခြင်းတကယ်ဖျားတဲ့တကူတော်ကိုတက်ရောက်မှာဖြစ်တယ်အဲ့တော့20ခုကိုရောက်တဲ့အခါမှာထောင်မူးသည်နိုး၍ထောင်တကားများပွင့်လက်ရှိတွေကိုမြင်လင်နောင်ဖွဲ့ချင်းကိုခံရသောသူတို့သည်ထွက်ပြေးကြသည်ဟုထင်မှတ်သည်နှင့်ဓာကိုအိမ်မှဆွဲထုတ်၍ကုကိုတတ်မည်ဟုပြုတ်လေ၏ဆိုတော့ထောင်မူးကဘာဖြစ်လို့သူ့ကိုယ်သူတေဖို့ကြံစီနေရတာလဲဟုတ်ပြီနော်ဆိုအဲ့ဒီခါတော့ကထောင်သားတယောက်ထွက်ပြေးရင်သူအစားပြန်ထိုးရမယ်နော်သူ့နေရာသူအစားပြန်ဝင်ရဆိုဒီလောက်ထောင်တကားတွေပွင့်တာဒီလောက်လူတွေများလာတဆွေတစ်မျိုးလုံးအစားထိုးရင်တောင်မှမဖြစ်နိုင်တဲ့အရာဆိုတော့သေတာပဲကောင်းတယ်နော်သေတာပဲကောင်းတယ်သူများချီးမွမ်းတဲ့သူတို့ထောင်တကားပွင့်တာဝမ်းတာဆရာဖြစ်ပေမဲ့
အချူတော်သူရဲ့ထောင်တကားပွင့်ချင်းကကုကူကိုတတ်သိဖို့ဖြစ်လာတယ်မိတ်ဆွေနော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဘယ်ရာကိုရွေးချယ်မလဲနော်တိတ်အရေးကြီးဒါပေမဲ့ထူးဆန်းတာကနော်အဲ့ဒီထောင်သားတွေကတရားမှထွက်မပြေးဘူးနော်ဖတ်ကြည့်အောင်ပိုင်ငယ်28ဘောလူကလည်းကုကူအပြစ်မပြုတ်နဲ့ငါတို့အပေါင်းတွေရှိကြ၏ဟုကြီးသောအတန်နဲ့ရ၍ပြောဆို၏ထောင်မူးသည်ညူထွန်းသောမင်းကိုတောင်းပြီးမှပြေးဝင်၍ဘောလူနှင့်တိလာတို့၏ခြေရင်း၌တုန်လှုပ်လက်ပြုတ်ဝတ်လေ၏နောက်ဆုံးမှာတော့ထောင်မူးကနော်ဘောလူနဲ့တိလာကဘာမှကုကူကိုတေဖို့မကြံစီပါနဲ့ငါတို့ဘယ်သူမှထွက်မပြေးဘူးအကုန်လုံးရှိတယ်အဲ့ဒီချိန်မှာထောင်မူးကဘာလုပ်တယ်လဲတုန်လှုပ်ပြီးတော့မှဘောလုံးနဲ့ခြေရင်းမှာဒူးထောက်ပြီးဘာလုပ်လဲဆိုရင်ငါလဲတဲ့ဒီလောက်ကြီးစွာသောကယ်တင်ခြင်းနမိတ်လက်ခဏတကူးချီတဲ့ဖယားကိုသိချင်တယ်သူ့ရဲ့ကယ်တင်ခြင်းလက်တော်ကိုငါလဲရချင်တယ်ငါဘာလုပ်ရမလဲဟာလေလုယာဒီနေ့ကျွန်တော်တို့တီးခံခြင်းမရှိဘဲနဲ့သူတစ်ပါးအသက်တာဘယ်တော့မှမပြောင်းလဲဘူးဟာလေလုယာအကြောင်းတစ်ခါလေတင့်ကိုအမြဲတမ်းဒုက္ခအထပ်ပေးတဲ့သူပေါ်မှာခွလွတ်တတ်တော်သူဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ခရိယန်တွေကဒီခန္ဓာကိုလောက်ရမှာမဟုတ်ဘာလို့ရမလဲခွလွတ်ရမယ်မယုံကြည်သူတွေပဲဒီခံတတ်တာကျွန်တော်ယုံကြည်သူကဘာလို့ရမလဲခွလွတ်ရမယ်လူတစ်ယောက်ကမိုင်းရင်တစ်ချိန်ရှိပြီနှစ်ခါရှိပြီသုံးခါရှိပြီအဲ့လိုမှတ်ပြီးတော့ဒီခံခိုင်းတာမဟုတ်ဘာလို့ခိုင်းလဲခွလွတ်ခိုင်းတာခွလွတ်တယ်ဆိုတာလေဘယ်တော့မှပြန်လဲတုတ်ပြန်ခြင်းမရှိအဲ့လိုခွလွတ်လိုက်ရင်စိတ်ချမ်းသာဖယားကလည်းကောင်းကင်နိုင်ငံဆိုတာမတည်ခင်မှာမီးဆန်းလို့ရတယ်ဆိုတာဒါပဲကောင်းကင်နိုင်ငံတော့မတည်ခင်မှာမီးဆန်းချင်ရင်ခွလွတ်တတ်တဲ့နှလုံးသားရှိကြည့်လောကမှာအသက်ရှင်ရတာအေးချမ်းတယ်ဒါကောင်းကင်နိုင်ငံတော်ပဲလူတယောက်ကိုမခွလွတ်ပဲနဲ့မုန်းကြည့်တည်စရာမလိုဘူးဘယ်ရောက်နေလဲငရဲရောက်နေတာပဲကိုမုန်းတဲ့သူနဲ့တဏှာလောက်မှအတူတူနေကြည့်ပြောလားမပြောဘူးဒါဒုတိယငရဲပဲနော်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကနော်ခွလွတ်တတ်တဲ့နှလုံးသားရှိရင်ကျွန်တော်တို့သေမှကောင်းကင်ဝင်စားတာမဟုတ်မသေခင်ပင်လင်ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့မီးဆန်းလို့ရတယ်ဆိုအဲ့ဒီခွလွတ်ခြင်းမရှိဘဲနဲ့နော်လူတယောက်ရဲ့အပြစ်ကိုခွလွတ်ခြင်းမရှိဘဲနဲ့အဲ့ဒီလူတယောက်ဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘောလုံးနဲ့တိလာကသူတို့ရဲ့ဒဏ်ရာဒဏ်ချက်ဝေဒနာတွေအားလုံးစိတ်ထဲမှာမခံစားဘဲနဲ့မိပြောက်ပြီးဖယားကိုချီးမွမ်းပြီးသူတို့အပေါ်မှာမတရားလွန်ကျူးတဲ့အပေါ်မှာပြန်လဲတုတ်ပြန်ဖို့ပြန်လဲချိန်ဆဖို့အချိန်မရှိဘူးဖယားကိုနော်ချီးမွမ်းလိုက်တဲ့အခါမှာအဲ့ဒီခွလွတ်ခြင်းကြောင့်အခုဘယ်သူအသက်တာပြောင်းလဲသွားဆိုထောင်မိုးအသက်တာပြောင်းလဲသွားတယ်ဟာလေလုယာအဲကြောင့်ဒီနေ့တင့်ကိုအမြဲတမ်းဒုက္ခပြီးတဲ့သူကိုခွလွတ်ပါအကောင်းဆုံးမိတာပြပါရန်သူကိုဖယားဘာလုပ်ခိုင်းလဲချစ်ခိုင်းတယ်ဒါလေမယုံကြည်သူတို့တအားအော်ရန်သူချစ်ခိုင်းတယ်ဘာတစ်ဖက်ရရဲ့တစ်ဖက်ပြန်ချနော်ဆရာဆန်တိုးပြောတာယုံကြည်သူတွေရတဲ့လက်တံပြောင်းလဲတဲ့နိတိုင်းလက်ခုတ်တီးထားတယ်ရရင်သူများထက်ပြင်းနေတယ်နော်ကယူဆိုင်ဖို့တော့နည်းနည်းလူတယ်အဲ့တော့အဲ့ဒီလူတီးခံချင်းချောက်နော်လူရဲ့အသက်တာပြောင်းလဲဖို့ဖြစ်လာအားကြောင့်ဒီနေ့တင့်အသက်တာထဲမှာနာကျင်ခြင်းတွေတီးခံရမယ်ဆင်းရဲခြင်းတွေတီးခံရမယ်နော်အဲ့ဒီလိုဆိုရင်ကျွန်တော်တို့ရဲ့အသက်တာမှာသူများဝိညာဉ်တွေကိုကောင်းကင်နိုင်ငံတော်ပို့ဆောင်နိုင်တဲ့နော်အောင်ချင်းအခွင့်ကိုရမှာဖြစ်တယ်ဆိုတော့ပေါလုနဲ့တိလကဒီချိန်မှာပြောလဲကျွန်တော်တာဆိုရင်လေကျွန်တော်တာအဲ့လိုအဖြစ်ဖြစ်ခဲ့ရင်တော့နော်ကိုယ့်ရဲ့ရန်တော့ကိုရှိမှဒူးထောက်ပြီးငါဘာလုပ်ရမလဲလို့ပြောရင်တော့ချက်ချင်းပေးမှာမဟုတ်နော်သူလူချင်းတဲ့အဖြစ်ကိုချက်ချင်းပေးမှာမဟုတ်ဘူးအများကြီးခြူဆောင်မှာနော်တခါတလေအရန်စည်းကြိုင်မှာတွေ့လားငါတို့ဖျားအပ်တယ်လို့နော်ဆိုကဲတင်ချင်းအကြောင်းပြောဖို့တောင်မှချက်ချင်းမပြောတော့ဘူးနော်စားစရာတောက်စရာတွေကောင်းကောင်းအဲခံခိုင်းပြီးမှပြန်ခံနေကြမှာပြောမှာချုပ်လို့ရရှိသေးတယ်နော်ချုပ်လို့ရအစားကလေးပေးလိုက်တာမဟုတ်ပြန်ပေးမဲ့အတူတူအချာချီပြီးပြန်ခံနေမှာပေးတယ်နော်ဆိုတော့အဲ့ဒီလူမဟုတ်ဘောလုံးနဲ့တိလာကအချိန်တွေဆွိဆိုင်မနေဘူးငါတို့မင်းတို့ရိုက်ခဲ့တဲ့ဟာတွေတောင်းပန်မပြော
ငါတို့ကိုအကောင်းဆုံးပြန်လဲပြုတ်စုမပြောစိန်မခံချင်ဘူးနော်အချို့လူတွေကလေတင်းဟုတ်ဆရာတွေကသူ့အားဖြစ်လူတယောက်ပြောင်းလဲလာရင်သူ့နော်မြတ်ငါကြောက်ပြောင်းလဲတာဆိုခိုင်းစားချင်တာအများကြီးရှိတယ်ယုံကြည်သူတွေနော်အဲ့ဒါတနည်းအားဖြင့်ပြောရမယ်ဆိုရင်ဖယားကိုမချစ်လို့နော်ဖယားကိုမကြောက်လို့ပဲဖယားကြောက်ရင်သူ့တပည့်ဖြစ်ခိုင်းစရာမလိုဘူးယေရှုတပည့်ဖြစ်ဖို့ပဲလိုတယ်ဟာလေလုယာချို့လူတွေကယေရှုတပည့်မဖြစ်ဘဲနဲ့ကိုယ့်ဆရာရဲ့တပည့်ဖြစ်နေတာကျွန်တော်လည်းစဉ်းစားနော်ကိုယ်အသင်းတော်ထဲမှာဘယ်နှယောက်တော့သူတွေကယေရှုတပည့်ဖြစ်ပြီးငါတပည့်ဖြစ်နေတာလဲဆိုရစဉ်းစားဆိုယေရှုတပည့်ဖြစ်ဖို့ပဲအရေးကြီးတယ်အချို့တင်းဟုတ်ဆရာတွေကသူ့တပည့်ဖြစ်ဖို့ဂျိုးရှိရှိနဲ့ဆွဲထားတာပေါလုနဲ့တိလကဒီထောင်မိုးကိုဘာမှမမျော်လင့်ဘူးကဲတင်ချင်းရဖို့ပဲမျော်လင့်တယ်ဟာလေလုယာအဲ့တော့ဘာပြောလဲဆိုရင်ဖတ်ရအောင်အပိုက်ငယ်31သူတို့ကလည်းသခင်ယေရှုခရစ်ကိုယုံကြည်လောယုံကြည်လင်သင်နဲ့သင်အိမ်သူအိမ်သားအပေါင်းတို့သည်ကဲတင်ချင်းတို့ရောက်လိမ့်မည်ဟုဆိုလက်သူမှစ၍သူ၏အိမ်၌ရှိသမျှသောသူတို့အားသခင်ဖျား၏နှုတ်ကပတ်တရားတော်ကိုဟောကြား၏ထိုညထိုအချိန်၌ပြင်ထောင်မိုးသည်ပေါလုနှင့်တိလတို့ကိုယို၍ဒဏ်ချက်ရာများကိုစေးကြောပြီးလေမိမိလူအပေါင်းတို့နှင့်တကွဗတ္တိဇံကိုချက်ချင်းခံလေ၏တဖန်ပေါလုနှင့်တိလတို့ကိုမိမိအိမ်သို့ခေါ်ပစ်ပြီးမှသူတို့ကိုလှုပ်ကျွ၍ဖျားသခင်ကိုယုံကြည်လက်အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွဝမ်းမြောက်ခြင်းသို့ရောက်လေ၏ပေါလုနှင့်တိလကတော့မဆိုင်မတွဘူးနော်မဆုပ်ဆိုင်ဘူးချက်ချင်းပဲယေရှုခရစ်တော်ဘုရားကိုယုံကြည်ပါယုံကြည်ရင်သင်နဲ့သူ့အိမ်သူအိမ်သားအပေါင်းတို့ဒီကယ်တင်ခြင်းသို့ရောက်မယ်ဟာလေလုယာတဆုံကြောက်တော်သူအဖြစ်တင်ကယ်တင်ခြင်းရရင်သူ့ကိုနော်ဖျားတပွဲပြုစုပြုထောင်နေစရာမလိုပါဘူးကယ်တင်ခြင်းအားလုံးဖျားကကျွန်တော်တို့ကိုတန်းတူပေးထားတယ်အခမဲ့လို့တော့မသုံးချင်ဘူးနော်ကယ်တင်ခြင်းကဘာလဲအခမဲ့မဟုတ်ကယ်တင်ခြင်းဆိုအဲ့ဒီကယ်တင်ခြင်းလူတိုင်းအတွက်နော်လူတိုင်းအတွက်အခွင့်အရေးရှိတယ်ဆိုပေါလုနဲ့တိလကငါဘာပြန်လုပ်ပြမလဲနော်အဲ့ဒီသူ့ကိုငင်းဆဲတဲ့သူတွေအပေါ်မှာမျော်လင့်ခြင်းတွေနဲ့တောင်းဆိုချက်ထက်ဒီလူတွေကယ်တင်ခြင်းရသွားတဲ့အခါမှာတောင်းဆိုစရာမလိုဘဲနဲ့ပူပြီးတော့တောင်းပြုတ်ဆုလာတယ်ဟာလေလုယာအဲကြောင့်ဒီနေ့ကျွန်တော်ဒီမှာရှိတဲ့သူတွေတနည်းတစ်ချိန်မှာလူတယောက်ကိုပြုတ်ဆုပြိုးထောင်ခဲလို့သူ့ဖက်ကနေမမျော်လင့်ပါနဲ့သူကယ်တင်ခြင်းရသွားရင်တင်မျော်လင့်ထားတာထက်ပူပြီးတော့ချီးမားတဲ့ကောင်းချီးနဲ့တင့်စီကိုပြန်လာမှာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တဲ့နောက်ဆုံးခွန်အားကတော့ဘာလဲဆိုရင်ပေါလုနဲ့တိလကအဲ့ဒီလောက်ထိခံစားချက်တွေမကောင်းဘူးနာကျင်ခြင်းတွေကနေဖျောက်ချီးမွမ်းလိုက်တဲ့ခါမှာခန္ဓာကိုယ်ပိုက်ဆက်ရလွတ်မြောက်ယုံမကောင်းနော်အဲ့ဒီတီးခံခြင်းခွလွတ်ခြင်းတွေဖျောက်ချီးမွမ်းလိုက်တဲ့ခါမှာသူတစ်ပါးရဲ့အသက်တာပြောင်းလဲဖို့အထိဖြစ်လာတယ်ဒါကြောင့်ဆင်းရဲခြင်းကိုတီးခံပါခွလွတ်ပါဖျောက်ချီးမွမ်းပါအခက်ခဲတွေကနေဖျောက်ချီးမွမ်းပါကျွန်တော်တို့ပဲလွတ်မြောက်ခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ ਨੇ သက်ဆိုင်တဲ့မိသားစုပတ်ဝန်းကျင်တွေအားလုံးလွတ်မြောက်ခြင်းရလာဖို့ဖြစ်တယ်ဆိုတာခွန်အားပေးခြင်းနဲ့အားလုံးပေါ်ဖျားကောင်းချီးပေးပါစေ။